Okay ဒီနေ့ကျွန်တော်တို့ exercise လေးတစ်ခုသွားကြည့်အောင်နော်ဒီမှာဆိုရင်ကျွန်တော်တို့ကဒီမှာ data တွေရှိရဲဒီ data တွေမှာကျွန်တော်တို့ဘာတွေပါလဲဆိုလို့ရှိရင် stock name ပါမယ်ပြီးရင် property ပါမယ်ပြီးရင် quantity ပါမယ်ပြီးရင် price ပါမယ်ပြီးရင် amount ပါမယ်နော် stock name ဆိုတာတော့ကျွန်တော်ဒီပစ္စည်း stock တွေရဲ့နာမည်ပေါ့နော် property ဆိုတာကဒီမှာဆိုရင်80 gram ဆိုလို့ရှိရင် A4 paper ရှိမယ်ဒီမှာဆို80 gram ဆိုရင် A4 paper ရှိမယ်160 gram ဆိုရင် A3 paper ပေါ့70 gram ဆိုရင် A4 paper ရှိမယ်နော် A4 paper ဆိုရင်80 gram ရှိမယ်70 gram ရှိမယ်နော်အဲ့လိုမျိုး property တွေပါမယ်ပြီးရင် quantity ကသူရဲ့အရေးအတွက်တွေပါပြီးရင် price ကတော့သူရဲ့ဈေးနှုန်းတွေပြီးရင် amount နော်သူရဲ့စုစုပေါင်း amount တွေပါမယ်ဟုတ်ပြီအဲ့ဒါကျွန်တော်တို့ချက်ကြည့်ကြည့်အောင်ဒီမှာဆိုရင်တော့ဗာလဲဆိုရင် total quantity နဲ့စုစုပေါင်းရေးအတွက်ကိုရှာရမယ်ဟုတ်ပြီနော်ဒီထဲမှာကျွန်တော်တို့စုစုပေါင်းရေးအတွက်ကိုရချင်တယ်ပြီးရင်ဒီမှာဆိုရင် total quantity of book ရဲ့ total quantity ကိုလိုချင်တယ်ဟုတ်နော်ဒီမှာဆိုရင် total amount of book ရဲ့ amount ကိုလိုချင်တယ်ပြီးရင် total quantity of 80 gram 80 gram ရဲ့ total quantity ကိုလိုချင်တယ်ပြီးရင် total amount of 80 gram E4 paper E4 paper 80 gram E4 paper ရဲ့ total amount ကိုလိုချင်တယ်ပြီးရင် total quantity of 70 gram E4 paper E4 paper 70 gram ရဲ့ total quantity ကိုလိုချင်တယ်ပြီးရင် total amount of 70 gram legal paper ဟုတ်နော်အဲ့ဆိုရင်ကျွန်တော်တို့ဘာတွေရှာမလဲဆိုရင် total quantity ဆိုတော့ကျွန်တော်တို့ကဒီ quantity တွေအကုန်လုံးကိုကျွန်တော်တို့ကပေါင်းအောင်မယ်ဟုတ်နော်အဲ့တော့ကျွန်တော်တို့ဘာ function ကိုသုံးမလဲဆိုရင်ပေါင်းမှာဖြစ်တဲ့အတွက်ကျွန်တော်တို့က sum function ကိုသုံးမယ်အဲ့တော့ကျွန်တော်တို့ equal sum ဘယ်ကောင်တွေကိုပေါင်းမလဲဆိုရင်တို့ဒီကောင်တွေကိုအကုန်ပေါင်းမယ်ဟုတ်နော် total quantity ကိုလိုချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ quantity စုစုပေါင်းမယ်ဟုတ်နော်အဲ့ဒါကောင်းမယ်ဒါဆို total quantity ရတယ်ဟုတ်နော်ပြီးရင်တခုဆက်ကြည့်မယ်ဒီမှာကျွန်တော် total quantity of book total quantity တော့ total quantity ပဲပါမယ်ဘာထူးခြားတော့လဲဆိုရင်ဒီမှာ book ရဲ့ total quantity ကိုလိုချင်တာဟုတ်နော်ဟင်းကျွန်တော်တို့ကဒီ book ရဲ့ total quantity ကိုလိုချင်တာဟုတ်ပြီအဲ့ဒါကျွန်တော်တို့ဒီမှာတက်ကြည့်ဆိုရင်ကျွန်တော်တို့ကဒီ data တွေအများကြီးထဲမှာကျွန်တော်တို့ book ရဲ့ total quantity ကိုပဲရွေးပြီးတော့လိုချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘာကိုတော့မလဲဆိုရင် sum group တွေကနေပဲကျွန်တော်တို့က sum if ကိုသုံးမယ်ဟုတ်ပြီနော်အဲ့မှာဘာရှိလဲဆိုရင်ကျွန်တော်တို့ sum ရှိမယ် sum if ရှိမယ် sum if s ရှိမယ်ဟုတ်ပြီကျွန်တော်တို့ကစုစုပေါင်းတွေအကုန်လုံးပေါင်းနေတာအတွက်ကျွန်တော်တို့ကဒီမှာသလိုရှိရင်ကျွန်တော်တို့က sum function ကိုသုံးခဲ့ပြီးဒီမှာကျကျွန်တော်တို့ကဒီ book ရဲ့ quantity ကိုပဲရွေးပြီးလိုချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ sum နဲ့လုပ်လို့မရတော့ဘူးဟုတ်နော် sum နဲ့သုံးမယ်ဆိုရင်ကျွန်တော်တို့က quantity ရဲ့အကုန်လုံးကိုပဲရမယ်ကျွန်တော် total quantity of book နော် book ရဲ့ total quantity ကိုလိုချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့က sum if ကိုသုံးရမယ် equal ပြီးကျွန်တော်တို့က sum if ပြီးကျွန်တော်တို့ကဘာလာမလဲဆိုရင် criteria range လာမယ် criteria range ဆိုတာကဘာလဲဆိုရင်ကျွန်တော်တို့လိုချင်တဲ့ book ရှိနေတဲ့ range ကိုကျွန်တော်တို့ criteria range လို့ခေါ်တယ်နော်ရှေ့မှာလည်းပြောခဲ့ပြီးပါပြီအဲဆိုရင်ကျွန်တော်တို့ criteria range ကဘာဖြစ်မလဲဆိုရင်ဒီ book ပါတယ်ဟောပေါ့နော်ဒီ range ရှိမယ်ပြီးရင်ကျွန်တော်တို့ criteria ကဘာဖြစ်မလဲဆိုရင်ကျွန်တော်တို့က book နော် criteria book ဖြစ်မယ်ပြီးရင်ကျွန်တော်တို့ sum range ကျွန်တော်တို့ပေါင်းမဲ့ range ဟုတ်နော်ကျွန်တော်တို့ဘာလို့လိုချင်လဲဆိုရင် quantity ကိုလိုချင်တာ quantity ကိုလိုချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ quantity ကိုယူမယ် range ကိုပြီးဟုတ်ပြီနော်အဲဆိုရင်ကျွန်တော်တို့230ရတယ်ဟုတ်ပြီဒါကကျွန်တော်တို့ function ကိုသုံးလိုက်တာကျွန်တော်တို့ manual like ပေါင်းကြည့်မယ်အဲတော့ sum နဲ့ book ရဲ့ total quantity ကိုလိုချင်တာbook ရှိရဟုတ်ပြီနော်အခုဒီမှာ book ရှိရအခုဟာနော်အဲ့ဒါ230ရတယ် okay ဒါဆိုရင် book ရဲ့ total quantity ရတယ်နောက်တစ်ခုက total amount of book ရဲ့စုစုပေါင်း amount ကိုရကြတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဘာကိုသုံးမလဲဆိုရင်ရှင်းမှသုံးခဲ့တယ်ဘာကိုသုံးမလဲဆိုရင် sum if ကိုသုံးရမယ် sum if ကိုသုံးပြီးတော့ကျွန်တော်တို့က book ရဲ့ total amount ကိုယူပြီးတွဲထုတ်ရမယ်ဟုတ်နော်ဒါကတော့ homework ပါကိုပတ်ကိုဆက်လုပ်ပါဒါဆိုရင် total quantity 80 gram ဒါဆိုလို့ရှိရင်လည်းကျွန်တော်တို့က80 gram ရဲ့ quantity ကိုလိုချင်တာဟုတ်နော်အဲ့တော့ကျွန်တော်တို့ကဘာကိုသုံးမလဲဆိုရင် sum if ကိုပဲသုံးရမယ်โอเคနော်ဒီကူကကြတော့ကျွန်တော်တို့က80 gram A4 paper နော်ဒီမှာကြည့်ကြည့်မယ်80 gram မှာ A4 paper ရှိတယ်80 gram A4 paper 80 gram A4 paper ဟုတ်နော်ဒီ80 gram နေရှိတဲ့ A4 paper တွေကိုရွေးပြီးတော့
ကျွန်တော်တို့က total amount ကိုရှာရမယ်အဲ့တော့ကျွန်တော်တို့က80 gram နဲ့ဖြစ်ရမယ် A4 လည်းဖြစ်ရမယ်ဆိုတော့ကျွန်တော်တို့ကနှစ်ခုရွေးရမှာဖြစ်သွားပြီအဲ့အတွက်ကြောင့်ကျွန်တော်တို့က sum if နဲ့မရတော့ဘူး sum if s နဲ့ပဲသုံးရတော့မယ် sum if s ကိုသုံးမယ်ပြီးရင်ကျွန်တော်တို့က sum range ကျွန်တော်တို့ပေါင်းမဲ့ range ပေါ့နော်ကျွန်တော်တို့က total amount ကိုလိုရင်းတာဖြစ်တဲ့အတွက်ဒီ amount ရှိရ range ကိုယူမယ်ပြီးရင် comma ပြီးရင် criteria range ကကျွန်တော်တို့ကဘာလဲရှိမလဲဆိုရင်ကျွန်တော်တို့လိုချင်တဲ့ criteria ဒီမှာဆိုရင်နှစ်ခုရှိရယ်80 grams ရယ် A4 paper ရယ်နှစ်ခုရှိရယ်ဟုတ်နော်အဲ့တော့ကျွန်တော်တို့ကပထမဆုံးအနေနဲ့80 grams ကိုယူမယ်80 grams ကဘယ် range ထဲမှာပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ range ထဲမှာပါတယ်ဒီ range ထဲကကျွန်တော်တို့က80 gramsအဲ့ range ထဲက80 grams ကိုယူမယ်နောက်တစ်ခုက A4 paper ဟုတ်နော် A4 paper ကဘယ် range ထဲမှာရှိလဲဆိုရင် A4 paper ဒီ range ထဲမှာရှိတယ်ဒီ range ထဲက A4 paper နော်ဒါဆိုရင်ကျွန်တော်တို့ကဒီ range ထဲက80 gram ကိုယူမယ်ဒီ range ထဲက A4 paper ကိုယူမယ်နော်အဲဆိုရင်ဒီ range ထဲက80 gram ဖြစ်ရမယ်ဒီ range ထဲက A4 paper ဖြစ်ရမယ်ပြီးရင်ကျွန်တော်တို့က enter ခေါက်မယ်ဒါဆိုရင်80 gram A4 paper 468ထောင်ရမယ်ဟုတ်နော် manual လိုက်ပေါင်းကြည့်မယ်equal sum 80 gram A4 paper ဒီမှာ80 gram A4 paper သူရပါလို့ကျွန်တော်လည်းဆိုရင် total amount နော်အဲ့တော့ဆိုရင် comma တကူ80 gram A4 paper ဒီတော့ရှိမယ် comma 80 gram A4 paper ဟုတ်နော်ဒါတော့ကျွန်တော်တို့ live view select လုပ်ပြီးတော့ပေါင်းထားတာဒါတော့ကျွန်တော်တို့ function နဲ့သုံးပြီးပေါင်းထားတာဟုတ်နော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ A4 paper မဟုတ်ပဲဒီမှာကျွန်တော်တို့က A3 paper လို့ဖြစ်သွားလို့ရှိရင်ကျွန်တော်တို့ကအဖြေတစ်ခါတည်းပြောင်းတယ်ကျွန်တော်တို့ manual နဲ့ select လုပ်ပြီးပေါင်းထားတဲ့ကောင်ကကျတော့မပြောင်းဘူးဟုတ်နော်အဲ့တော့ကျွန်တော်တို့ function ကိုသုံးမယ်ဆိုလို့ရှိရင်ဒီဘက်က data တွေပြင်တာပြောင်းတာပုံမူတည်ပြီးတော့ကျွန်တော်တို့ရမယ့်အဖြေကလည်းလိုက်ပြီးတော့ပြင်ပြောင်းပြီးတယ်အဲ့တော့ကျွန်တော်တို့က function တွေကိုသုံးရခြင်းဖြစ်တယ်ဟုတ်နော်ဒါဆိုရင်ဒီမှာဆိုရင် total quantity ရော70 gram A4 paper နော်70 gram A4 paper ကိုမျိုးစားကိုရွေးပြီးတော့ကျွန်တော်တို့က total quantity ကိုရှာခြင်းနဲ့အဲ့တော့ကျွန်တော်တို့ဘာကိုသုံးရမလဲဆိုရင်ကျွန်တော်တို့က sum if s ကိုသုံးမယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့လိုချင်တဲ့ criteria နှစ်ခုဖြစ်နေတဲ့အတွက် sum if s ကိုသုံးမယ်ပြီးရင်ကျွန်တော်တို့ကပေါင်းမယ် sum range ကကြတော့ကျွန်တော်တို့ quantity ကိုလိုချင်တာဖြစ်တဲ့အတွက်ဒီ quantity range ကိုယူမယ်ပြီးလို့ရှိရင်ကျွန်တော်တို့က70 gram ဆိုတဲ့ criteria ဘယ်မှာရှိလဲဆိုရင်ဒီ store name criteria ထဲမှာရှိတဲ့အတွက်ဒီ criteria range ကိုယူမယ်ပြီးရင်70 gram ကိုရှာမယ်ပြီးရင်နောက်က A4 paper ဘယ် range ထဲမှာပါတယ်ဆိုရင် A4 paper ဒီ criteria range ထဲမှာပါတာဖြစ်တဲ့အတွက်ဒီ range ကိုယူမယ်ပြီးရင် comma ပြီးရင်ဒီ A4 paper ရှာမယ်ဟုတ်နော်ဒီမှာဆိုလို့ရှိရင်70 gram legal paper တူပဲเนาะအဲဒါဆိုရင်ဒီအောက်ကဟာတွေကိုကိုဖတ်တာကိုတွက်ကြည့်ကြပါခင်ဗျာဒီမှာပြီးအားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲနောက်နေ့မှဆက်တွေ့ကြမယ်โอเค